အမိတ်မေတ္တာတဲ့ခေါင်းစဉ်ကအမိတ်ရဲ့မေတ္တာတရားဟာဒီကမ္ဘာလောကကြီးမှာရှိတယ်ဘသူရဲ့မေတ္တာနဲ့မှမတူဘူးဘသူနဲ့မှလည်းနှိုင်းဆလို့မရနိုင်ဘူးဘသူတွေဘယ်လိုချစ်တယ်ပြောအမိတ်ရဲ့ချစ်ချင်းကိုမမီဘူးချစ်သူကြီးစားလင်မယားတွေဘလောက်ချစ်တယ်ပြောအမိတ်ရဲ့ချစ်ချင်းတရားနဲ့ရှိရင်မြင့်မို့တောင်နဲ့ဇီးစီလောက်ကွာခြားပါတယ်ဘာလို့ဆိုရင်အမိရဲ့မေတ္တာမှာရောထွေးမှုတွေမရှိဘူးကိလေသာတဏှာမပါဘူးဖြူစင်တဲ့မေတ္တာတရားသာပါတယ်အမိဟာဘလောက်စိုးကျင်စိုးမိုက်ကျင်မိုက်မယ်သားသမီးလေးတွေကိုတော့ချစ်တဲ့အချစ်ကဘယ်တော့မှမလျော့သွားဘူးအမိဟာမကောင်းတဲ့မိန်းမကြီးဖြစ်ခဲ့မယ်ဆိုရင်တော့သားသမီးကိုချစ်တဲ့အချစ်ကတော့ဖြူစင်ပါတယ်နော်အမိရဲ့မေတ္တာတရားကိုပိုပြီးပေါ်လွင်စေတဲ့အချက်ကတော့အမိဟာသားသမီးတွေအတွက်ဆိုရင်ကိုယ့်အသက်ကိုယ်တော်ပေးရတယ်ကိုယ့်အသွေးသားကိုယ်တော်စွန့်ရဲပါတယ်အမိရဲ့မေတ္တာနဲ့ပတ်သက်ပြီးတော့တာရကလေးတွေလည်းပြောပြရအောင်မယ်တခါကသားမိနှစ်ယောက်ဟာတောအုပ်ထဲကိုထင်းခွေဖို့ထွက်သွားကြတယ်တောအုပ်လည်းလဲရောက်ရောဝင်မလွေတအုပ်နဲ့သွားတွေ့တယ်တေချာကြည့်လိုက်မှဝင်မလွေတွေကလည်းဝင်မလွေအမေကြီးရဲ့သားလေးနှစ်ကောင်ရဲ့ဖြစ်နေတယ်အဲ့ဒီဘက်ကလည်းသားမိနှစ်ယောက်ဒီဘက်မှာလည်းဝင်မလွေတွေဆိုတော့အဲ့ဒီနေရာမှာအမေနှစ်ယောက်သားသမီးတွေအတွက်ပြိုင်ဆိုင်ရမယ့်ပွဲကိုတွေ့ရတာပဲနော်ဝင်မလွေမားကလည်းသွားကြီးကိုတကယ်ကဲလုံနေတယ်ဒီဘက်ကအမေကလည်းပေါက်စင်ကိုကင်ပြီးချိန်ရွယ်ထားတယ်ဝင်မလွေမားကစပြီးတော့အတင်းခုံအုပ်လာတယ်အတင်းပြေးဝင်လာတဲ့ဝင်မလွေမားကိုဒီဘက်ကအမေကလည်းနင်းကန်ပြန်ပြီးလုံထွေတပ်ပုတ်တယ်ဒီလိုနဲ့သူတို့တွေလုံးရင်းနဲ့ဒီဘက်ကလူသားအမေကဒီလိုတွေးတယ်ငါကလည်းငါသားလေးကိုကာကွယ်တာဝမလွေမကလည်းသူ့သားတွေအတွက်စာအတွက်ရှာဖွေရင်းသူ့သားတွေကိုကာကွယ်တာငါတို့သားသမီးတွေအတွက်တိုက်တာချင်းတူတူသားသမီးကိုကာကွယ်တာချင်းတူတူခိုက်ရန်ဖြစ်နေကြမလိုပါဘူးလို့တွက်ပြီးငါမတိုက်ခိုက်တော့ဘူးဆိုပြီးပေါက်စိန်ကိုအောက်ကိုချပြီးရံပွဲကိုရက်တန့်ကြည့်တယ်တဲ့အဲ့ဒီမှာဝင်မလီမကလည်းအနေမပေးတော့တော့ဘူးဆိုတာသိတယ်နဲ့တူပါတယ်သူလည်းဆက်မတိုက်တော့ပဲသူ့သားလေးတွေနဲ့တောထဲကိုဝင်ပြေးသွားကြတယ်အပြင်ရောက်တော့အမေရဲ့လက်မောင်းကြီးမှာကိုက်ခံထားရတဲ့တန်ရာအကြီးကြီးပဲတဲ့သားသမီးတွေအတွက်တိုက်ပွဲဝင်ရတဲ့တန်ရာနော်ဝင်မလီမကြီးမှာလည်းပစိန်ရာနည်းနည်းထိသွားတယ်တဲ့ဆိုလိုတာကတော့အမေတွေဟာတိရစ္ဆာန်ဖြစ်ဖြစ်လူဖြစ်ဖြစ်သားသမီးကိုကာကွယ်ပေးလို့တဲ့စိတ်ကတော့တူတူပါပဲ။အညာပါသူနဲ့မပါသူပဲကွာခြားတာပါ။အခုလက်ရှိမိမိတို့အိမ်မှာရှိနေကြတဲ့အမေတွေဟာလဲသားသမီးတွေအတွက်ဆိုအသက်ပေးရတဲ့သူတွေကြီးပါပဲနော်။အဖေနဲ့အမေတောင်မှသားသမီးတွေအတွက်တွေးရခြင်းမတူဘူး။အဖေဟာတော်ရုံဆိုစဉ်းစားနေသေးတယ်။လုံးသိမ့်သလားမလုံးသိမ့်ဘူးလားဆိုတာကိုဒါကတော့အပြစ်ဆိုလို့တော့မရဘူးနော်။အမေကြတော့သိပြီးစဉ်းစားမနေဘူးသားသမီးအတွက်ဆိုသူ့ထက်ခွန်အားကြီးတဲ့သူနဲ့တိုက်ခိုက်ခြင်းတိုက်ခိုက်ရမလားရန်သူတစ်ထောင်နဲ့စစ်ဖြစ်ရမလားဖြစ်ရဲကြတယ်နော်အမေဟာတာမန်ကြည့်ရင်တော့တခြားသူတွေထက်ခွန်အားနည်းခြင်းနည်းလိမ့်မယ်တကယ်တမ်းဖြစ်လာပြီးဟဲ့ဆိုရင်အယိုးကြည်ကြည်ရေခမ်းခမ်းတိုက်ခိုက်ပြီးအသက်ပေးလို့တောင်ကာကွယ်နိုင်ပါသေးတယ်တစိမ့်နဲ့သားသမီးဖြစ်လာပြီးဆိုရင်အရင်ဆုံးကာကွယ်ပေးတာဟာအမေပါပဲအမေဟာသားသမီးမှန်တာမှားတာကောင်းလည်းမထည့်ဘူးကိုသားသမီးကိုထိလိုက်တော့မီးပွင့်သွားမယ်လူစားမျိုးပဲဒါဟာအတ္တဆန်တယ်လို့ပြောလို့ရပေမဲ့သူမရဲ့သားသမီးတွေပေါ်ချစ်တဲ့ချစ်ချင်းမြတ်တာပဲလို့မှတ်ရမယ်အမေဟာမိဘတွေစီမှာနေစဉ်ကအင်မတန်မှပြော့ညံ့တယ်လို့ထင်ခဲ့ရပေမဲ့တကယ်တမ်းသားသမီးတွေအတွက်ရင်ဆိုင်ရလာပြီလဲဆိုရောတိတ်တန်ပါတဲ့အမျိုးသမီးကြီးအသွင်ဖြစ်သွားတယ်နော်အများလည်းမှခေါင်းကုန်းခံပြောဆိုခံအညံ့ခံခဲ့တဲ့အမျိုးသမီးကြီးဟာသားသမီးတွေအတွက်ဆိုရင်ကဘာကျော်လူမိုက်ကြီးတွေနဲ့တောင်ရှင်ပြီးရန်ဖြစ်ရဲတယ်အမေဟာမိဘတွေရဲ့အိမ်မှာဘော်ကြော့နေခဲ့ပေမဲ့သားသမီးတွေအတွက်ဆိုရင်တောင်းစားဖို့တော့ဝင်မလေးဘူးအလှပအသက်မြတ်သိကြိုက်တဲ့အမေတော်ယုံညစ်ပတ်တဲ့အရာတွေ့ရင်တော့နှာခေါင်းရှုံပြီးအော့အန်တက်တဲ့အမေဟာသားသမီးတွေအတွက်ဆိုကလေးမစိန်နဲ့ပါဇက်တဲ့ဝင်လောက်ဒီအထိဖြစ်တာတော့မညှို့ညင်ခဲ့ဘူးအစားအသောက်ဆိုကောင်းတာလေးမှစားခြင်းတောက်ခြင်းခဲ့တဲ့အမေဟာသားသမီးတွေနဲ့ရှင်လာရင်ဇကွဲသမင်ပုံးရည်ဟင်းကိုလည်းစားရဲခဲ့ပါတယ်
မှုရကောင်းကောင်းကြီးပေါ်မှာအိပ်ဆက်ခြင်းခဲ့တဲ့အမေဟာသားသမီးတွေအတွက်ဆိုလမ်းဘေးမှာအိပ်ရလဲအဆင်ပြေတယ်အရင်ကစကားကိုတခေါမှအကျော်မခံခဲ့တဲ့အမေဟာသားသမီးတွေအတွက်ဆိုသူများခြေသလုံးဖက်ပြီးတောင်းပန်ရလဲတောင်းပန်ရဲခဲ့တယ်နော်မဟောဒရာရဲ့သားတရားစီရင်ခန်းမှာဆိုရင်အမေဖြစ်သူနဲ့ဘလူးမဖြစ်သူသူ့သားကိုယ်သားညင်းနေကြတာနဲ့မဟောဒရာဒုက္ခမိန်ကအဲ့ဒီလောက်တောင်ဖြစ်နေတာကလေးကိုဟိုဘက်ဒီဘက်ဆွဲကြစမ်းဆိုတော့ဘလူးမနဲ့မိခင်အပြိုင်ဆွဲကြတယ်အဲ့ဒီလိုဆွဲရင်းနဲ့ကလေးလေးကနာလုံးတော့ငိုတာပေါ့ကလေးလေးငိုတာကိုမကြည့်ရတဲ့အမေဟာရင်ကွဲမတဲ့ခံစားရလွန်းလို့လက်လွတ်အရှုံးပေးခဲ့တယ်တဲ့ဘလူးမကတော့အနိုင်ရပြီးပြောနေတာပေါ့ဒါနဲ့မဟောဒရာဒုက္ခမိန်ကလည်းအကြောင်းရင်းကိုပြန်လဲသုံးသပ်ပြီးစီရင်ချက်ချတော့မိခင်ဘက်ကိုအနိုင်ပေးလိုက်တယ်တဲ့ဒီတော့ဘလူးမကမကြေမနက်နဲ့ပြန်မေးတယ်ကျမနိုင်တာကျမကိုအနိုင်မပေးပဲဘာလို့သူ့ကိုအနိုင်ပေးရတာလဲပေါ့ဒီတော့မှရှင်းပြတယ်မိခင်ဆိုတာသားသမီးကိုဘယ်တော့မှမနာကျင်စေဘူးသားသမီးထိခိုက်စေမဲ့အလုပ်ကိုမလုပ်ဘူးဒါကြောင့်မို့ကလေးလေးနာမှာဆွလို့လွတ်ပေးခဲ့တာပဲမင်းကတော့ကလေးရဲ့အမေလို့ပြောပေမဲ့သားသမီးရဲ့အမေရင်မဟုတ်သည့်အတွက်ကြောင့်အတင်းနာကျင်နာမနာကျင်နေဆွဲမှာပဲဆိုပြီးအတင်းဆွဲခဲ့လို့နိုင်ရတာပဲဒါကြောင့်မို့မင်းနိုင်သွားပေမဲ့ဒီကမိခင်အစ်စ်အမှန်ကိုအနိုင်ပေးရတာပဲလို့ပြောတော့မှဘလူးမလည်းအမားကြီးမာပြီဆိုပြီးထွက်ပြေးသွားခဲ့တယ်ဒီလိုမေတ္တာတရားတွေဘယ်သူပေးနိုင်တယ်လဲရှာကြည်စမ်းပါဦးဒီစပူတစ်ခွင်မှာလုံးဝ2ယောက်မရှိနိုင်ဘူးနော်ဒီအချက်တွေအားလုံးကအမေတယောက်တည်းကိုကွက်ပြီးပြောနေတာမဟုတ်ဘူးနော်ကမ္ဘာလောကမှာရှိတဲ့မိခင်တိုင်းကဘာဦးအစကနေယနေ့ထိမပြောင်းလဲတဲ့မိခင်တိုင်းရဲ့စိတ်ထားပါပဲနော်အမေတွေအားလုံးဟာသားသမီးကိုပူတတ်တယ်စူတတ်တယ်ချစ်တတ်တယ်ဒါမပြောင်းလဲတဲ့အမှန်တရားတွေပဲသူ့အမေမှကို့အမေမှမဟုတ်ဘူးနိုင်ငံတွေလူမျိုးတွေဘာသာတွေသာကွဲကျင်ကွဲနေမယ်ဒါပေမဲ့သားသမီးပေါ်ထားတဲ့မေတ္တာကတော့အကုန်တူတူပဲဆိုတာကိုတွေ့ရလိမ့်မယ်ဒါကြောင့်သားသမီးများဟာအမေရဲ့ကျေးဇူးတွေကိုနားလည်ကြပါအမေရဲ့ဂုဏ်တွေကိုသိတတ်ကြပါအမေကိုပြစ်မထားကြပါနဲ့လို့တိုက်တွန်းလိုက်ပါတယ်နော်